အားလုံးမင်္ဂလာပါထင်များဒီနေ့မှာတော့ AI ဆိုတာပါလဲဘယ်လိုလုပ်လို့လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ Facebook Google ကနေအစမြင့် ChatGPT အထိ AI ကဘယ်လိုနေရာတွေမှာပါနေလဲဆိုတာသိချင်ရင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ထားလိုက်ပါနော် AI ကိုဘယ်လိုဖန်တီးထားလဲဆိုရင်လူသားတွေရဲ့စဉ်းစားဉာဏ်ကိုကွန်ပျူတာနဲ့တူပထားတဲ့ဉာဏ်ရည်တူနည်းပညာတစ်ခုဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင် Google Assistant ကိုကြည့်ပါလူကြီးမင်းရဲ့တီလိုတမျှမေးခွန်းတွေကိုအလိုလျောက်ဖြေပေးတာဘာသာစကားတွေကိုဘာသာပြန်ပေးတာပုံတွေဆွဲခိုင်းတာ program တွေရေးဆွဲခိုင်းတာအစရှိတာတွေကိုအလွယ်တကူအသုံးပြုနိုင်ဖို့ဖန်တီးထားတာဖြစ်ပါတယ် Facebook Agent တန်ဆောင်ရင်လဲတင်ကြိုက်နဲ့တက်မဲ့ပို့တွေကိုမှတ်သားထားရရှိပြီးတင်ကြိုက်မဲ့ထင်တဲ့အရာတွေကိုခံမှန်းပြပေးတဲ့ပုံစံဖန်တီးထားတာဖြစ်ပါတယ်ဒါဆို AI ကဘယ်လိုလုပ်လဲ AI ကို data တွေအများကြီးကိုပြုစုပြီးအချက်ကျကျတင်ယူစေတာမျိုးပါဥပမာဓာတ်ပုံအသိပညာပိုင်းတင်ယူစေခြင်းမှာဆိုရင်အရေးအတွက်တန်းနဲ့ချီတဲ့ခွေးနဲ့ကြောင်ပုံတွေကိုပြသပြီးခွဲခြားနည်းတွေတင်ယူပေးပါတယ်ဘာသာပြန်စနစ်ပိုင်းမှာဆိုရင်စာကြောင်းပေါင်းများစွာကနေပေတံရှာပြီးဘာသာစကားတွေတင်ယူလေ့ကျင့်စေပါတယ်နည်းပညာတွေတိုးတက်လာတာနဲ့အမျှလူသားတွေအတွက်စိုးကျိုးကောင်းကျိုးဆိုတာလည်းတွန်တွဲလျက်ရှိပါတယ်ဒါကြောင့် AI ရဲ့ကောင်းကျိုးဆိုးကျိုးများလည်းရှိနေပါတယ်ကောင်းကျိုးတွေအနေနဲ့ကတော့အလိုအလျောက်လှုပ်ဆောင်နိုင်မှုအချက်လက်မြန်မြန်ဆန်ဆန်စီမံနိုင်မှုသတင်းချက်လက်ရှာဖွေရလွယ်ကူခြင်းအလောက်ကင်မြန်ဆန်စွာပြီးမြောက်ခြင်းအစရှိတဲ့အရာတွေမှာလွယ်ကူချောမွေ့စေပါတယ်ဆိုးကျိုးအနေနဲ့ကတော့ဒီဖိနည်းပညာနဲ့လက်ဖျားမှုများကြောင့်ငွေကြေးလိမ်လည်ခံရတာမတမာမှုတွေကြီးစိုးတာအလောက်ကင်ချို့ကို AI ကအစားထိုးလာတဲ့အခါလုပ်ငန်းရှင်တွေအတွက်ကောင်းကျိုးဖြစ်ပေမဲ့တစ်ဖက်မှာတာမန်အလုပ်သမားများအတွက်အလုပ်လက်မဲ့ဖြစ်နိုင်မဲ့ဆိုးကျိုးများလည်းရှိနေပါတယ်ဒီတော့ AI ကကျွန်တော်တို့ဘဝကိုပုံမလွယ်ကူမြန်ဆန်စေပေမဲ့ဉာဏ်ရည်ရန်သွေးနဲ့စူးစမ်းခြင်းချိန်သုံးဖို့တော့လိုပါတယ်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and share လုပ်ပေးပါအောင်နော်ဘာနည်းပညာအကြောင်းတွေထပ်ပြီးသိချင်လဲကွန်မန့်မှာရေးခဲ့နိုင်ပါတယ်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးပါခင်ဗျာ